ဆိုင်ကြတီးသွားတဲ့တီးလုံးလေးအမှန်တနာတော့တာဆင်လို့မကောင်းလားဟာကောင်းလာပါပြီဗျာအေးကောင်းတာပေါ့ကွာအဲ့ဒီတီးလုံးလေးကိုပဲပြန်လဲပြီးတော့တန်တာဆင်တာဒါနာပန်းဆိုတဲ့တေးရှင်တစ်ပုဒ်ပါဟုတ်ကဲ့အဲ့ဒီတေးရှင်ကိုခေတ္တရာတမချိုးနဲ့တွဲဖက်ပြီးတော့ဒါနာပန်းဆိုတဲ့တေးရှင်ပြောလေးကိုဆိုင်ကြနဲ့တွဲဖက်ပြီးဒီလိုလေးနာတော့တာဆင်ကြည့်အောင်ဗျာရရပါလို့ဝိတေလောင်းရဲ့ရာစာဥပမာနိရှာအလေးရာကြီးရဲ့တရာမေမရီထုံးထွန်းနှလုံးကြည်ပြူစွာအလူမကြီးမှာပါမီဖြည့်ရပါတန်မြံဝိတွေလူကြီးမို့ဒိတ်ချန်ထားလာလမ်းမတခေမှာမဆာလီယာဝိနီယာမြတ်တတာစေတနာသရတရားမပြတူစွာပေးမကုန်လူတွေမခံမစေတနာသရတရားမပြတူစွာပေးမကုန်လူတွေမခံမရွှေလန်းကြီးသာသာနာယောဝလေးပြဒါနမကွာကုသိုလ်စေတနာမင်္ဂလာတရားလာတင်ရှားသုံးမအမျက်ဆုံးယရနာဥတီပူဇာအလူတော်ကြီး